ပြားလေးရဲ့စူးစမ်းမှုတခါကငငယ်တုန်းကပန်းချံတစ်ခုထဲမှာပြားလေးတစ်ကောင်နေခဲ့တယ်သူ့နာမည်ကပြားညိုကတနေ့လုံးပန်းဖူးတွေအပေါ်မှာပြန်လို့ဝိရည်ဆူနေတာကသူ့ရဲ့အရေးကြီးဆုံးအလုပ်ဖြစ်တယ်ပြားညိုကတော့တခြားပြားတွေလိုပြန်တာမြန်တာမဟုတ်ဘူးပန်းတွေရှာရင်တောင်ခဏနားတယ်မနာလို့မဖြစ်ဘူးတခြားပြားတွေကတော့ညိုကတော့အလုံးမလုံးတတ်ဘူးအားမရှိဘူးလို့ပြောကြတယ်ဒါပေမဲ့ပြားညိုကတော့သူ့ဘာသာအေးအေးဆေးဆေးစူးစမ်းနေတာပဲတရက်တော့မိုးအလွန်ကြုံပြုတ်သွားတယ်ပြားချံတွေကပြားတွေအားလုံးနီးပါးမိုးကြောင့်မပြန်နိုင်ဘူးဒါပေမဲ့ပြားညိုကမိုးရွာမှရွာတော့တစွဲပဲဝိရည်တဲလာခဲ့တယ်သူ့အလုပ်ကိုမလွဲမသွေစနစ်တကျလှုပ်ဆောင်နေတာကြောင့်မိုးရဲ့ချိန်မှာသူ့ကွင်းထဲကဝိရည်ကအကုန်ထဲမှာအများဆုံးဖြစ်သွားခဲ့တယ်တခြားပြားတွေကအံ့ဩပြီးညိုရည်မင်းလုပ်ကိုမှစ조사တတ်တာကိုတကယ်မျက်နှိုးမိတယ်လို့ပြောကြတယ်အဲ့ဒီနေ့နောက်ပိုင်းကသူတို့အားလုံးပြားညိုကိုတောင်ကြားမှာအရန်လေးစားပြီးစ조사သူပဲအောင်မြင်တတ်တာပါဆိုတဲ့စကားကိုသတိရနေကြတယ်ရင်းစာတစ်စောင်လိုစာချုပ်မေကုန်းပြားညိုကဘာကြောင့်အောင်မြင်သွားသလဲဖြေသူဟာအချိန်ကုန်တာမိုးရွာတာကိုမကြောက်ပဲစင်ဆက်မပြတ်စူးစမ်းခဲ့လို့ပဲမင်းကလည်းပြားညိုလိုအစအဆုံးစူးစမ်းနိုင်မယ်ဆိုရင်အောင်မြင်နိုင်မှာပါ